တာနုစ်မတိုင်ခင်အိုဒင်က Infinity Stone တွေကိုအရင်ဆုံးစုဆောင်းခဲ့ဘူးတဲ့ဆိုတာသင်သိပါသလား Thor Ragnarok ထဲက Infinity Gauntlet လက်အိတ်ကိုမှတ်မိကြမှာပါဟဲလာကအဲ့ဒါကိုအတုလို့ပြောခဲ့ပြီးမြဲတကယ်လို့အဲ့ဒါကအတုမဟုတ်ခဲ့ရင်ရော Thor Ragnarok ထဲမှာဟဲလာကအိုဒင်ရဲ့တကယ်အတိတ်အမှန်ကိုဖွင့်ချခဲ့ပါတယ်အိုဒင်ဟာအမြဲတမ်းမင်းကောင်းမင်းမြတ်တပါမဟုတ်ခဲ့ပါဘူးအိုဒင်နဲ့ဟဲလာတို့ဟာတချင်းကကမ္ဘာ6ခုကိုအတူတူတင်းပိုက်ခဲ့ကြတာပါအဲ့ဒီလိုတင်းပိုက်နိုင်ကိုအတွက်သူတို့ဟာ Infinity Stone တွေကိုအသုံးပြုခဲ့ကြတာဖြစ်နိုင်ပါတယ်ဒါဆိုရင် Odin က Infinity Stone တွေကိုဘယ်ကနေရခဲ့တာလဲလို့သင်သိချင်နေပါလိမ့်မယ် Guardians of the Galaxy Volume 1ထဲမှာ Celestials တွေဟာ Infinity Stone တွေကိုပိုင်ဆိုင်ခဲ့ဘူးတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ဒါကြောင့် Odin နဲ့ Hela တို့ဟာ Celestials တွေကိုအနိုင်ယူပြီးကြောက်တုံးတွေကိုလူယူခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့ Odin ဟာသူ့ရဲ့အမားတွေကိုသိရှိလာတဲ့အခါမှာတော့ဒီလိုဖြစ်စည်းခြင်းလမ်းစဉ်ကိုရပ်တန့်ကိုဆုံးဖြတ်ခဲ့ပါတယ်သူဟာ Hela ကိုအကျဉ်းချခဲ့ပြီး Infinity Stone တွေကိုလည်းစัจ java လအနက်မှာဖုံးကွယ်ထားခဲ့ပါတယ်ဒါပေမဲ့မဖုံးကွယ်ခင်မှာသူဟာအဲ့ဒီကြောက်တုံးတွေရဲ့စွမ်းအားကိုအသုံးပြုပြီး Asgard ကိုအင်အားတောင်းတင်းအောင်လုပ်ခဲ့ပါတယ်။ဥပမာအားဖြင့် Soul Stone ကိုအသုံးပြုပြီး Heimdall ကိုကဘာ6ခုလုံးမှာရှိတဲ့ဝိညာဉ်တိုင်းကိုမြင်နိုင်စွမ်းရှိအောင်လုပ်ပေးခဲ့တာမျိုးပါ။ဒါကြောင့်လေ Soul Stone ရဲ့အယောင်နဲ့ Heimdall ရဲ့မျက်လုံးအယောင်ဟာထူးထူးခြားခြားတူညီနေရတာဖြစ်ပါတယ်